Bảo mi à. Ok, aku di minggu yang ada. Tenor di ni jauh sini deh. Taiji minggu ni nama pare, apsal. Minggu ni tema sih deh. Loka marzain. Tanda zaungi. Tene a. Jauh sa cepang konian nasi sih deh. Tu wini biar mah sarari u pali badari ne. Itu tuan dah deh. Kapa ajizon sampai naji lo. Itu doa mah kita ke budaya sure. Dita Mia Babe. Kura clearly Satin Jongli Nepima ba. Yaro Chamyu Mashide Muraran Jongli Pipa. Ochiri swimming union in Pite Jongli Kana Timisa Pichima, Kaliding and Jonali Pima, Kuluto Baba, Sogazani Jara, Pia. Johnsono, remember Muetan and Yamahu. Who to know the Zoni, who don't buy Lila Mapipare. Hello, dear Dida. Yazuma sat in love the dear only Pinash and Chomori, Yamiaza, Mutuke, Tabiavare. She being Sasaka Savi, Pinata Gidi, Pinashin, Gidigo, Dida, Yamiaza, Mutuke. Who live? Taiji myu ne lo tege myuji de yangon pi lama ji ma shi de myuji de ma ro ma panya yin ne pattat bi do chuno pop a pe chin mashi pe me aku apyaw myu le ma ro di panya yin ne pattat bi do tor thu thu chun chun a pe de border song ji de panya yin tin nan jaung ji de ji 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 phwint tha da chuno twi shi ya ba ho ma Thong yong neဆောက်ထားခဲ့တဲ့နေစုံနှစ်ပေါင်းရာရှိတန်းရှိဖြစ်တဲ့ကျောင်းဆောင်ကြီးကိုကျွန်တော်တွေ့ကြမှာပါဒေသနာဘုဒ္ဓရာလုံးက၎င်းကျေးရွာဒေသခြေလက်ဆွန်ဖျားမှာရှိတဲ့ပြည်သူလူထုဘဝကိုလက်တွေ့လေးလာခြင်းနဲ့၎င်းတော်တော်မြန်မာလူမှုဘဝပြည်သူတွေကွန်ရက်ကရောက်ရှိတဲ့အခိုက်ခိတ္တနားတဲ့ခိုက်တန်လေးမှာကျွန်တော်အခုလိုလာရောက်လေးလာခြင်းဖြစ်ပါတယ်ကျွန်တော်မြင်သမျှကျွန်တော်တို့ကြားခဲ့သမျှကိုတကဘာလုံးမှာရှိတဲ့မြန်မာပြည်သူလူထုတွေသိစေကြားစေလို့တဲ့ဆန္ဒနဲ့ပွင့်လင်းဟိုဖြောက်မှတ်စွာပဲကျွန်တော်တင်ပြရက်ကူမှာပါချောမျိုးလေးဟာတိုက်ကြီးမျိုးအလွန်ဥဒုလမ်းခွဲကနေပြီးတော့73မိုင်กว่าဝေးကျွန်တော်မောင်းဝင်လာပါတယ်ကတ္တရလမ်း10မိုင်လောက်ပဲရှိပြီးတော့ဒီပချမ်းတကြောမှာတော့မီနီလမ်းနဲ့လမ်းချမ်းတော်ဆူရွာလေးဖြတ်တန်းလာခဲ့ရပါတယ်ခေါင်းတယ်လို့လည်းပြောလို့မရပြီမဲ့လာတဲ့ခီးကတော့ဝေးတယ်ညကလေးတွေရဲ့ပျော်ရွှင်စရာစော်ကစားရကွင်းလို့ဖြစ်နေပါတယ်။တန်တစောင်းကြီးဆိုတဲ့အတိုင်းပါပဲတိုင်အားလုံးဟာတန်လေးနဲ့စနစ်တကျတရားဆောက်လုပ်ထားတာတွေ့ရှိရပါတယ်။အခုကျွန်တော်တို့ကြောက်စာများထားရှိတဲ့နေရာကိုရောက်ရှိလာပါတယ်။